မားတစ်လည်းနနာကိုနနာလီယာနင်းချစ်ဆိုင်ကိုပြန်ပြီးမှာပေါ့ဟာအလောက်ကြီးလို့ဆရာမလို့ပါဟာမားတစ်ကနနာရဲ့စာအိတ်ကိုကင်ပြီးကျော်တီမာနင်းဆိုင်အစတွေကပေးလိုက်ပြီးနေပြီအခုတော့လမ်းဘေးမှာရှက်စရာကောင်းလိုက်တာဟာတခါတလေအဲလစ်ပြောတာတိတ်မှန်တာပဲယောက်ျားတွေကမုန်းစရာကောင်းလိုက်တာအေးနနာအဲ့ယောက်ျားတွေထဲမှာငါမပါမလားနနာကတော့မားတစ်ကိုတော်တော်လေးကိုဒေါသထွက်နေတာဖြစ်ပြီးအကွက်ဆန်းတွေတောင်လှုပ်ပြလိုက်ပါသေးတယ်နီအတော်ဖြစ်ညာပဲနနာတယောက်ကတော့အဲလစ်နဲ့ပေါင်းပြီးယောက်ျားတွေကိုမုန်းတက်လာပါပြီစာသင်ခန်းထဲမှာတော့ကျောင်းသူကျောင်းသားတွေအကုန်လုံးဆီယာမမရှိရမလို့ဖြစ်ချင်တိုင်းတွေဖြစ်နေပါတယ်နာချစ်ကိုလက်ခံလိုက်ဟာနာမိုးပေါ်လာမင်းစီကိုပါနေတော့ရှူပြီးမယ်နော်ဟျောင်းချမယ်လားလေစိတ်ငက်လေမင်းကငကြောက်လားအဲ့လိုနဲ့စာသင်ခန်းကလူတွေလည်းအလုတ်တွေရှုပ်အရှုပ်တွေလုပ်နေပါတယ်ဒါပေမဲ့သူတို့တက်ရှုပ်နေတာကတော့အော်လုကက်ပါပဲသူကအဲလစ်ကိုမေးလို့မပြီးနိုင်သေးပါဘူးဒါဆိုနောက်တစ်ပတ်ရဲ့နောက်တစ်ပတ်ရောအဲ့ဒီအချိန်မှာပဲအခန်းထဲကိုပြေးဝင်လာခဲ့ပါတယ်အဲလစ်ရေအော်အေးပေါ်လာသေးရဲ့နော်ငါသေးပြီးတောင်ထင်နေတာနနာကအဲလစ်စီကိုကတ်လာပါတယ်ပြီးတာနဲ့အရှုပ်ထုတ်လုပ်နေတဲ့အော်လုကက်ကိုနင်ခဏထွက်သွားပေးအောင်အော်လုကက်ငါအဲလစ်နဲ့ကိုရီကိုတာကိစ္စပြောစရာရှိတယ်အော်လုကက်လည်းတခြားနေရာမှာသွားထိုင်လိုက်တာပေါ့နင်ငါ့ကိုအချစ်ဆုံးတငယ်ချင်းလို့သတ်မှတ်ထားရမလားသိချတာပေါ့ဟာငါရဲ့အချစ်ဆုံးတငယ်ချင်းနေမဲလေဘာဖြစ်လို့လဲအဲ့ဒါဆိုရော့နနာကသူ့ရဲ့အချစ်စာအိတ်ကိုချလိုက်ပါတယ်ဒါပါလဲနနာလည်းထိုင်ခုံဆွဲပြီးထိုင်လိုက်ရင်နင်တောင်မုန်းတယ်ဆိုတာငါလည်းသိပါတယ်ဒါပေမဲ့နင်ဒီစာအိတ်ကိုနိုလန်သွားပေးလို့ရမလားလောက်ပါဟာငါအတွက်ကူညီပေးပါဟာအဲလစ်လည်းတော်တော်လေးကိုစိတ်ရှုပ်သွားပြီးဘလိုတွေတောင်ပြောရမလဲမသိဘူးငါနှင်းတွက်ဆိုပါမဆိုလုပ်ပေးမယ်ဆိုတာနင်သိပြီးသားပါဒါပေမဲ့ငါဒီကိစ္စကြည့်ဦးတော့ညင်းရလိမ့်မယ်ထင်တယ်ငါသိပါတယ်ဒါပေမဲ့တခါလေးပဲကူညီပေးပါဟာငါအရင်ရှက်တက်တာနင်သိရမလားဒီစာထဲမှာငါသူ့ချစ်တဲ့ကြောင်းနဲ့အများကြီးရေးထားတယ်ဟာငါကိုယ်တိုင်ဘလို့လုပ်ပြီးသွားပေးရမလဲကူညီပါဟာ please အဲလစ်လည်းစိတ်အတော်ရှုပ်သွားတဲ့ပုံနဲ့ထလာပြီးဟာငါသူ့မျက်နှာကြီးကိုမကြည့်ချင်တော့ဟာပြီးတာနဲ့ပြန်ထိုင်ပြီးဟာโอเคဟာဒီတစ်ခါတော့လှုပ်ပေးလိုက်မယ်တစ်ခါပဲနော်ဒီတစ်ခါပထမဆုံးနဲ့နောက်ဆုံးပဲရှင်ကျေးဇူးတင်လိုက်တာအဲလစ်ရာတကယ်ကျေးဇူးတင်ပါတယ်ဟာနေရာငါရဲ့အချစ်ဆုံးတငယ်ချင်းလေးပျော်လိုက်တာအခန်းထဲမှာတော့ဖြစ်ချင်တာတွေဆက်ဖြစ်နေရပါအဲ့လိုနဲ့အချိန်တွေကုန်ဆုံးသွားရင်အားကစားချိန်ရောက်လာခဲ့ပါတယ်အားကစားချိန်မလို့ចောင်းသားတချို့ကတော့အပြင်မှာစကားပြောနေပါတယ်အဲ့ထဲမှာနိုလန်နဲ့မာတစ်တို့လည်းပါပါတယ်ဟျောမာတစ်မင်းဟာရှော်လီထော်တလောက်ဆိုလီတောက်တာမရသေးဘူးလားကွာမင်းကိုဂျူနေတဲ့ကမ္ဘာလေးတွေမှာညာဟိုင်းတော့အဲ့လိုပြောနေတော့မှပဲចောင်းသူလေးနှစ်ယောက်ကဟဲ့အဲ့ဒီနိုလန်ဆိုတဲ့တယောက်ကလုံးဝတောက်ချောကြီးနော်ចောင်းထဲမှာစတိုင်အမိုက်ဆုံးကသူ့ပဲကျွေလိုက်တာဟာစောမရှိရဘာမှမဖြစ်ပါဘူးကွာအေးဆေးပါအေးဒါနဲ့မင်းနဲ့အဲလစ်ရဲ့ချင်းညာဘလို့ဖြစ်နေပြီလဲအဲ့တော့ငါစိတ်ဝင်စားနေရကိုနီးယားမင်းကားထဲမှာအဲလစ်ပါတော့ငါမြင်လိုက်ပါလေအေးလီအဲ့ဒါဘာဖြစ်လို့လဲအဲလစ်ကယောက်ျားမုန်းတဲ့သူလေးကွာသူ့လောကမှာလေကိုမင်းကားရဲဆောင်ဘလို့လောက်လိုက်တာလဲဘာမှမလုပ်ဘူးအေးဆေးတာမှန်ပဲငါသူ့အိမ်ကိုထီးလိုက်ယူတာလေမင်းတီလာကွာအဲလစ်ကိုလိုက်နေတာတရားပဲရှိတယ်ကွာအဲ့ဒါအော်လူကပ်ပဲအော်လူကပ် तू ကဘာတူလဲသူကအဲလစ်နဲ့တခန်းနဲ့ပဲလေမတို့အတန်ရဲ့အင်္ဂလိပ်စာရေးတာကွာသူကအဲလစ်ကိုအတေးရအရှင်ရလို့ချင်နေတာဒါပေမဲ့စိတ်မပူနဲ့သူအဲလစ်ကကျူးမဆိုင်ဘူးအဲ့လိုပြောနေတော့မှပဲအဲလစ်ရောက်လာပါတယ်ဟေးနင်တို့ကောင်တွေငါအကြောင်းပြောနေရလားသူ့လက်ထဲမှာအချစ်စာရေးတစ်လုံးကိုလည်းကင်ထားပါသေးတယ် Oh my god နာအဲလစ်ကိုငါကြောင်းတိုင်လာပြီချင်တယ်နူးလေငါ့ကိုကဲအဲလစ်ကနိုလန်နာကိုကတ်လာပါတယ်ဟယ်လိုအဲလစ်ပါလေနင်မနေအောင်ငါ့ကိုကန်ခဲ့တာအတွက်တောင်းပန်ဖို့လားမဟုတ်ပါဘူးအဲ့ဒါနင်းနဲ့တန်တယ်လေဘာလို့တောင်းပန်ရမှာလဲငါတီယိုလာတာနင့်ကိုတီစာရေးပေးဖို့ပဲ What the အချက်စာရေးလားနေအောင်ငါအတွက်ပေးရလားပထမဆုံးနေနဲ့နင်သိထားမှတောင်းငါပေးတာမဟုတ်ဘူးငါတငယ်ချင်းနနပေးတာနင်သိပါတယ်ငါရဲ့အချက်ဆုံးတငယ်ချင်းလေအိုးမမိတာပေါ့အေး तू ကနင့်လို့ကြောင်တောင်အရှမ်းတွေကြိုက်ညာလေဘာလို့လဲတော့ငါလည်းမသိဘူးဒါပေမဲ့ तू နင့်ကိုအသိချစ်နေတာပြီးတော့တီစာထဲမှာအဲ့ဒီအကြောင်းတွေအများကြီးရေးထားတယ်အဲ့တော့နင်တီစာဖတ်မှာလားဒါမှမဟုတ်ငါရဲ့ကန်ချက်ကိုထပ်စားမလားဖတ်မှာပေါ့ဟာမလုပ်ပါနဲ့ကြောက်ပါတယ်အဲလစ်လည်းလဲထွက်သွားခဲ့ပါတယ်ဟျောင်းနူလာသူကအမြဲတမ်းတီလိုပဲလားဂျန်ညာတနန်စီကွာရှုပ်လေးနဲ့မမလိုက်အေးဟုတ်တယ်ကွာဘာလို့တီလိုဖြစ်နေရလဲဘ
ဘသူမှသိမှာမဟုတ်ပါဘူးကွာ ဒါပေမဲ့အပိုင်း9ကတော့ဒီလောက်ပါပဲနော်နောက်ထပ်အပိုင်းသစ်လေးတွေအတွက် channel လေးကို subscribe လုပ်ထားပေးပါနောက်ဗီဒီယိုမှာပြန်ဆောင်ရအောင်ပါရှင်